သတ်နေတာဟောလည်းဟိုရှိရနောက်ဖုန်းကြည့်လိုက်ဒီအမဲရဲ့တန်းလောက်ပလေးလောက်ပဲကိုယူပြီးရဟုတ်တယ်မလားဟိုအရင်ထည့်လိုက်ပြီးတော့ဘယ်တောင်းကြရင်ကိုပြန်ပြီးပြန်လာပြီးတော့ဒီမှာဖြတ်နိုင်လို့ရှိရင်တော့ကျွန်တော်ပလေးပဲဖြတ်လာပြီနော်အဲ့တော့တစ်ချက်ပြန်ကြည့်ဒီကောင်လေးစစ်ပြီးတော့မှကိုကဘယ်လောက်ကွာကိုဖြတ်မယ်ဆိုတော့ကြည့်ပြီးရမယ်ဟုတ်ဒီကအများကြီး300တော့ဘယ်ထက်ရဟုတ်ပြောင်းမြန်ဖြစ်ကြမှာနော်ကောဒီဘက်ချန်အတွင်းထဲကကတ်မှာဆိုတော့သူကအမှုပေါ်ပြီးတော့တက်လာတယ်တက်ပြီးတော့သူ့အရာတိုင်းလိုက်ပြီးပရမတ်တစ်ခေါက်ကပူတာလင်းကြလိုက်ပါအောင်ဖြစ်ဟုတ်အကျန်းဟိုပြင်မှာဆိုပြီးတော့ဒီကောင်တွေကကပ်ပုံကတိတွေအများကြီးပဲရှိတယ်ဒါအခြေခံကပဲကိုတို့သင်ပေးရမှာဆိုတော့ဒီကောင်တွေကတ်မယ်ဆိုရင် H ဝင်ရုံတိုင်းပဲ H ပုံစံ HPM လားဟုတ်အဲ H ဆိုတော့ဒီဘက်ကိုအရင်ဆုံးဒီကောင်တွေကိုအလဲကိုထားလိုက်မယ်ပြီးတော့ဒီဘက်ဘေးကိုဖြီးလိုက်မယ်ဒီကောင်လည်းအဲ့တိုင်းပဲအမျိုး H ပုံစံတိုင်းဆိုတော့ဒီဘက်လာဒီပုံစံမျိုးအဲ့ပဲအေးပေါ်တာမျိုးဖြီးချလိုက်ဒီကောင်ဒါမျိုးပဲတွေမိထားမယ်โอเคဒီကတော့လက်အိတ်နဲ့လည်းရတယ်ကော်ပြားနဲ့လည်းရအဆင်ပြေရတယ်လို့ဒီက dryer ပြမင်းကြိုက်တဲ့ဘက်ကနေပြလို့ရတယ်နော်ဟုတ်dryer ခါပြလို့ရကြိုက်တဲ့ဘက်ကပြဒီကောင်လေးအဲ့လိုခုံသွားရတိပြအသားလေးပဲဖြီးချလိုက်တွေ့လားအသားလေးပဲဖြီးချလိုက်ဒီဘက်ကမကောင်းတော့ပြင်ဒီဘက်မှာအားလေးပဲဟုတ်ပြီဒါဆိုတော့အဲ့တိုင်းပဲဒီဝင်ကလေးတွေကိုဒီလိုဖြီးကြပါရလေးနဲ့ဖြီးနိုင်တဲ့လောက်ဖြီးဒီကောင်တွေကစတေကာပေါ်မှာမူပြီးတော့တချို့ China ဟာတွေပြင်ဖြီးလို့မရဘူးကွာစတေကာတွေကအရန်ဟွာဖြစ်ရင် quality မကောင်းဆိုရင်ဒီကောင်တွေကဖြီးဖို့ခက်တယ်အခုကိုတို့တုံးတဲ့ဒီစတေကာသားလောက်ဆိုရင်တော့ပြဿနာမရှိသေးဘူးသူ့ထက်နှိမ့်သွားပြီဆိုရင်ဒီကောင်တွေဖြီးချဖို့ကတချို့ကားကြီးဆိုတော့လွယ်တယ်ဆိုတာကဟိုလိုနည်းနည်း quality ပိုကောင်းတဲ့ window frame တွေဆိုရင်ဒီကောင်တွေဖြီးချလိုက်ဖို့ကလွယ်တကူဖြစ်တယ်ဒါအကိုတို့ကဒီ H ပုံစံလောက်တာတချို့တွေက I ပုံစံဆိုရင်ဒီကောင်းလေးအပေါ်ကိုဖိချတယ် I ပုံစံသွားတယ်ပြီးတော့မှဘေးတွေကို dryer လေးပြပြီးဖိလိုက်ရုံအဲ့လိုစတိတ်ကကောင်းတဲ့ကောင်လေးဆိုရင်အဲ့လိုပုံစံလုပ်လို့ရဒါပေမဲ့ဘယ်ကားပြည့်ကအခြေခံအပြင်ကကိုမတက်ကြမ်းသေးဘူးဆိုရင်တော့အခုလိုမျိုးအောက်ခြေလေးရနေတဲ့စ dryer လေးကို AC လေးပေးသူဝင်ကယ်လေးတွေကိုဒီတိုင်းလေးပဲမလောနဲ့အရင်ခောက်တာတော့ပေါ့ဖြစ်တယ်ကြောက်ရမလို့ဒီတိုင်းလေးပဲ AC လေးပဲလုပ်ဒီကောင်ကလည်းအဲ့တိုင်းပဲအဓိကတော့ပလင်ကိုနည်းနည်းမိုးပေးပြီးတော့ပလင်ကကျုပ်နိုင်ကြအောင်ပေါ့မူတည်ပြီးတော့ quality တွေကကွဲသွားတာဒါဆိုတော့ easy ဒါရဘာမှအရင်လို့တာအခုလိုမျိုးတစ်စောင်းမျိုးတွေဖြစ်နေလို့ကိုကကြောက်တယ်မလားဟာတိုးလိုက်ရင်ဖလင်ကျိုးသွားမှမယ်ဆိုရင်ကိုကဖြည်းဖြည်းလေးပဲပြန်ဖြီးချကြည့်လိုက်လမ်းကြောင်းလေးဖြီးချကြည့်အသေးဆုံးဖြစ်သွားပြီးတော့မှကိုကဖြီးဘာရပေးလိုက်ပြီဆိုရင်ဒီကောင်တွန့်သွားတဲ့ပုံစံကြည့်ကြည့်ဒီလောက်ဆိုရင်ရပြီဒါမျိုးဒီလောက်ဆိုရင်ရပြီတင်လိုက်ဒီလောက်ဆိုရင်ရပြီဒါတွန့်သွားပြီဒီလောက်ဆိုရင်ရတက်တင်ကြည့်လိုက်ဒါပဲဒီမှာလည်းအဲ့တိုင်းပဲအဲ့လိုဝင်ကယ်တွေအများများနေပြီဆိုရင်လမ်းကြောင်းလေးနဲ့ပြန်ဖြည့်ဒီဘက်ပြကိုအဆင်ပြေလို့ပြပြီးလက်ကဒါနဲ့လွတ်လို့ရဒီကောင်လေးကအပဒီကောင်လေးနဲ့ပဲဖြည့်ချ
နောက်မှ dryer ပြပြီဆိုရေအများကြီးသုံးကြမလို့နော်ဟုတ်အဲဆိုဒီကောင်ကရေအများကြီးသုံးတာရေ6အောင်ထိုင်ဆောင်နေအောင်မ dryer တော့အတော့မရှိအောင်တက်လို့တော့မရအောင်ဟုတ်တယ် အခုံးဖြစ်တဲ့အတွက်အတွတ်မရှိအောင်တဲ့တော့အတွတ်ဖြီရတာပေါ့အတွတ်မရှိအောင်ကတ်ချင်လို့တော့ဟီကန်းနဲ့ပေးရတာပေါ့မိုးယူလိုက်တဲ့ပုံစံပေါ့အချို့ဒီတက်ပိုကောင်းတဲ့ quality ဆို dryer လေးပြရင်လောက်နေနေရဟုတ်လားဒီကောင်ကဒါကြီးကြားရတဲ့ပြန်ပြီးတော့ အရင်ဖိကြမျိုးသူကဒီလိုမျိုးထိုင်ဖိနေထိုင်ပြနေုံနဲ့နေရတယ်အရင်တချို့ quality ကောင်းတဲ့ကောင်ဆိုအဲ့လိုဖိချလိုက်ရုံနဲ့လက်ကလေးနဲ့ပြီးတော့မှပြန်လုံးရအဓိကတော့ဟီကန်ပေးတဲ့အပူချိန်နဲ့ဒီ flame ကိုကြည့်ကိုကဟီကန်ကိုပေးလိုက်တဲ့အပူချိန်က flame ကပြုတ်သွားပြီးတွန့်သွားပြီးဝင်ငယ်တွေပြောက်သွားပြီးဆိုတာနဲ့လက်နဲ့ဖိချတစ်စင်ချင်းနေတော့မလောနဲ့မလောနဲ့မကြောက်နဲ့ဒီကောင်လေးခောက်သွားတာပြူသွားတာဘာညာကြရင်မလောနဲ့ကိုကလက်ကလေးနဲ့ဖိကြည့်အမေတို့အဲကွန်ကန်ထဲမှာကတ်တဲ့ကောင်တွေကြာရင်တော့နေပူတွေရလာတဲ့ကားတွေကြာရင်တော့မှန်ကိုအေးအောင်စောင့်သွားချက်ချင်းတက်မကန်းနဲ့ ဒီပြည့်ရတယ် အပူအေးမမြဘူးဆိုရင်မှန်ကွဲသွားနိုင်ပြီကြည့်ရနောက်တစ်ခုကကြတော့မှန်မှာ sport တွေပါတယ်ဆိုရင်ဖြစ်နိုင်တော့မလုပ်တာကောင်းတယ်မကန်းနဲ့အဲဆိုအဲ့ကောင်တွေကဟီကန်ပေးလိုက်လို့ရေဖြန်းတာပါညာနဲ့ဆိုအပူအေးမမြတစ်ခါတန်းပြီးတော့လိုက်လာကိုကတ်ပြီးမှလိုက်သွားတဲ့ဟာမျိုးလည်းရှိโอเคဒါဆိုရပြီဒါဆိုရင်တို့ဖြီလာယူရတယ်ဒါပိုယူခိုင်းတယ်ဆိုတာအလကားပိုယူခိုင်းမှာတစ်ခါကျရင်ကိုတို့ quality မကောင်းတဲ့ကောင်တွေကြတော့ဟီကန်နေပေးတာအရင်များသွားပြီဆိုတော့လောင်သွားတာဖြစ်နိုင်အဲ့တော့ကိုတို့ဒီကနေပြန်ဖြတ်လို့ရအောင်အတီးဖြတ်ထားပြီဆိုတော့ကြာနေလောင်သွားလို့ပါညာနဲ့ဆိုရင်ပြန်တီးကြမှရှိတော့အဲ့လိုကြရင်ဟိုလိုသွားတာမျိုးတွေဖြစ်သွားအခုဆိုရင်ဒါပြီးပြီဗါလေအလဲကိုဖိမယ်ဆွဲမယ်ပြီးရင်ဒီဘက်ကိုလုံမယ်ပြီးလို့ဒီအလဲမှာရှိတဲ့ဝင်ကယ်လေးတွေကိုအတွန့်ခောက်လေးတွေကိုကိုတို့ dryer လေးနဲ့ပြန်ဖြီးလိုက်အောင်မယ်အပေါ်ပဲဖြီးအောက်ပဲဖြီးကိုအစင်ပြေသွားနေဖြီးသွားလို့ပြတ်သွားပြီဆိုတော့မှတေးချာအနာသားတွေကိုတေးချာပြန်ပြီးလေးပြီးသွားပြီဆိုရင်အတွင်းထဲကနေကတ်လိုက်အောင်မယ်ဘာတော့ထပ်လုပ်ကြမလို့တော့ဒါရှိမှအောင်နှောက်မယ်အောင်လွယ်တကူပဲကွာပလောက်ပဲဖြစ်ကိုအတွင်းထဲရောက်ကြည့်ပြီးသွားပြီဆိုတော့အတွင်းထဲရဟာနဲ့ကိုက်ညီမှုရှိမလားအဲ့လိုမျိုးပုံစံမျိုးလောက်အရင်အထူကြီးဖြတ်စရာမလိုဒါဆိုရင်လိတ်ပြီးတော့တက်လိုက်ရင်ကိုအေကွန်ခန်းတို့ဘာမှလုံးမယ်ဆိုရင်မှန်အောင်တေးချအပြင်ကနေမိုးမပေးခင်တည်းမှန်အောင်တေးချကလင်းလောက်လိုက်တဲတွေပါညာမဝင်အောင်အဲ့လိုမျိုးကလင်းလုပ်ပြီးတော့မှကိုကဟွာဖြစ်လို့ရတယ်โอเคဒါဆိုရင်အတွင်းထဲမှာဝင်ကတ်ရုံโอเคရတယ်အဲ့ဒါကတ်ရုံ